ပြည့်သက်ပေါင်းလို့ရှင်ရန်ကုန်တိုင်းအမျိုးသမီးရာဖွဲ့ရဲ့ဝိစားစင်ထုံးဖွဲ့မှုပြပွဲနဲ့စင်တင်တိကိတာဖြုံးပဲကမ်းနားစီစဉ်အောင်မြင်စွာကျင်းပပြီးစီကြောင်းကြေညာအပ်ပါလို့ရှင်တစ်ဖက်တော့အားပေးကြပါတော့ပြည်သက်ကြီးအားလေးအထူးတင်လိုက်ရေးစွာကျေးဇူးတင်ရှိပါလို့ရှင်ကိုစိတ်မပြချမ်းသာတော်မူကြပါစေရှင်